ကိုရေဟုတ်တယ်ရှေးကင်တော့ကဘာဖြစ်လို့အပြစ်နိုင်တော့လဲဆိုမိုက်မလို့အဲ့လိုမျိုးချစ်တဲ့မိသားစုတွေဟိုအဝေးကနေကြားလာတယ်ရှင်းတော့မင်းသားကြီးအဲ့လိုပဲမိုက်မလို့လွတ်ဟေးကြားလားကြားတယ်ကျွန်တော်ဝင်းတော့ကိုကျွန်တော်ဘွဲတေးလာတော့တန်းတကယ်ပုံကောင်းလာစကားပြောတယ်နော်ဘာတွေပြောနေကြလဲအဲ့ဒါကျရင်၄-၅ခုမလို့တယ်လားကဲစိတ်ဘို့လို့မျိုးဆက်တဲ့ဆိုဒီလိုလာမယ်ခင်ဗျာကြည့်မယ်ကဘာခွင်ချီရှာကလင်းပါပနာယာရှုဘဝပါရကတိဒုမရတဲ့မြမကနာဝေကဘာခွင်ချီရှာသမီးလမပနာယာတာကတင်းပြီးတောင်းဆိုင်ကိုတင်ပြလိုက်ချင်တာကဒီလိုလေးပါလေခင်ဗျာကြည့်ပါဦးမြမသမီးတဝင်းပန်းဒီစံတာကျူလေဝေလို့တုတ်တဲ့စေဒီစိတ်မောလို့ကျူလာတဲ့ဒီမှာဆက်ပြီးအနန္တနာကေဦးသာဝနာတိမတို့ရင်ချစ်မှုအမှုပညာတက္ကသိုလ်မိခင်ယူကျူလာလက်စုံရှိမှုတင်ရှိယူတော်စီသစ္စာထားမြတ်တာနဲ့ချစ်တာပေါ်နှပါစိတ်ရင်ရှိယူတော်စီသစ္စာထားမြတ်တာနဲ့ချစ်တာပေါ်နှပါစိတ်ရင်မြတ်တရားကိစ္စသစ္စာရွှေနဲ့မြတ်တရားကိစ္စလို့ရွှေလက်ပြောစင်နပောင်းဝင်အပြောင်းရွှေကြားရင်သာစိဟုတ်ပါရောရွှေရွှေကာတော့လည်းလည်းမိတ်ဆက်ကာတော့တယ်ဆိုင်မလိုက်တန်းထုံးတာဟုတ်ကဲ့โอเคဘန်းကပန်းထဲမှာခီပန်းလေးနဲ့တင်စားလာတာဟုတ်ကဲ့မညိုးတော့ပန်းလေးအရေးနဲ့မွေးပြန်လေးပန်းလေးဟုတ်ကဲ့အနက်မကြောက်တဲ့ပန်းလေးကပန်းခီလေးပါပြုံးလေးဘရောမပြတ်ဘူးဟုတ်ဘူးကျိုးသားပြီးတော့ပန်းခီလေးလုံးမညိုးတဲ့တွင်စိတ်မောတော့ကျွန်တော်စိတ်မောတော့ညိုးတဲ့တွင်ဒါပဲညရိုးတဲ့မင်းသားလေးစမ်းရဘောဟုတ်ပါဟာလာတဲ့ကြောက်စုဟုတ်ကဲ့ရဟေးလာဦးလာချင်းနဲ့ချင်းချင်းနဲ့တွင်နဲ့ဆိုင်ရင်မိုးလေးလားကလေးအယုတ်ကလေးညာလို့ဟုတ်ပါဘူးလူကြတာရောက်လို့ဟဲ့လေဟုတ်ပါဟဲ့ရှင်နဲ့ခဏလေးမိုးလေးဟုတ်ပါပတ်သက်လာရင်နော်โอเคဘယ်လောက်ပဲ